ဘရူနိုင်းဘုရင်ရဲ့အသုံးအဖြုံများဘရူနိုင်းဆူတန်ဘုရင်ဟာဆန်နယ်ဘူခီယာကကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်စီရင်မှာဆယ်စုနှစ်ပေါင်းများစွာပါဝင်ခဲ့သူဖြစ်ပြီးသူ့ရဲ့သုံးဖြုံးပုံတွေကတော့တာမန်လူတွေအတွက်အံ့ဩမဆုံးဖြစ်ရပါလိမ့်မယ်။သူ့ရဲ့ပိုင်ဆိုင်မှုတွေကတချို့ကိုဖော်ပြပေးလိုက်ပါတယ်။၁ကမ္ဘာအကြီးဆုံးကားစုဆောင်မှုဘရူနိုင်းဘုရင်မှာကမ္ဘာအကြီးဆုံးကိုယ်ပိုင်ကားစုဆောင်မှုရှိပါတယ်။သူ့မှာဇိမ်ခံကားပေါင်း9000ကျော်ရှိပါတယ်။ Rolls Royce ပေါင်း600ကျော် Ferrari 450ကျော်နဲ့ Bentley 380ကျော်ပါဝင်ပါတယ်။သူ့မှာရွှေအစစ်နဲ့မွမ်းမံထားတဲ့ Silver Spar Limo တစ်စီးရှိပြီးအဲ့ဒီကားတစ်စီးရဲ့တင်ဒေါ်လာ14သန်းခန့်တန်ကြီးရှိပါတယ်တဲ့။နှစ်ရွှေနန်းတော်ကြီးသူနေထိုင်တဲ့နန်းတော်ဟာကမ္ဘာအကြီးဆုံးနေထိုင်ရာအိမ်အဖြစ် Greenwich စံချိန်တင်ထားပါတယ်။အခန်းပေါင်း1988ခန်းရေချိုးခန်း258ခန်းနဲ့စားတောက်ခန်းမကြီးကလူပေါင်း9000ဆန့်ပါတယ်။နန်းတော်ရဲ့တကားလက်ကင်တွေကအစားရွှေနဲ့လုပ်ထားတာပါ။မြင်းဆောင်နေမှာတင်အဲယာကွန်တက်ထားပြီးမြင်းအကောင်ပေါင်း200ကျော်ကိုထားရှိပါတယ်။၃ပြန်တန်းနေသောနန်းတော်သူမှာကိုပိုင်လေယာဉ်အများကြီးရှိတဲ့အနက် Airbus A340 နဲ့ Boeing 747တို့ဟာအထူးခြားဆုံးပါ။ Boeing 747-400လေယာဉ်ကိုဒေါ်လာတန်း100နဲ့ဝယ်ယူခဲ့ပေမဲ့အတွင်းပိုင်းကိုတော့ရွှေတွေနဲ့ပြန်လည်မွမ်းမံထားဖို့အတွက်ဒေါ်လာတန်း120ထပ်သုံးခဲ့ပါတယ်။လေယာဉ်ပေါ်ကလက်ဆေးကန်တွေကိုတော့ရွှေစင်ရွှေသားတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။၄ရဟတ်ယာဉ်များသူမှာကိုပိုင်ရဟတ်ယာဉ်အစီးပေါင်းများစွာရှိပြီးအားလုံးနှိပါရဲ့အတွင်းပိုင်းဒီဇိုင်းတွေကိုရွှေရောင်လွှမ်းနေအောင်ပြုလုပ်ထားပါတယ်။သူကိုယ်တိုင်လည်းလေယာဉ်မောင်းရတာကိုဝါသနာပါသူဖြစ်ပါတယ်။၅ကိုပိုင်တလိမ့်ဆန်ယုံသူ့ရဲ့နန်းတော်ဝင်းအတွင်းမှာကိုပိုင်တလိမ့်ဆန်ယုံတစ်ခုရှိပါတယ်။အဲ့ဒီမှာကြားတွေတိမ့်ငတ်တွေနဲ့ကဘာတဝမ်းကရှားပါတရိษံတွေကိုယာတိဥတုအမျိုးမျိုးကိုအတုဖန်တီးပြီးမွေးမြူထားပါတယ်။ထူးခြားတာကအဲ့ဒီတလိษံယုံကတတဝါတွေကိုစပိန်စီတက်အောင်စကားပြောတတ်အောင်သင်ကြားပေးထားတဲ့ပညာရှင်တွေကိုပါငှားရမ်းထားတာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့အကြိုက်ဆုံးစပင်ညက်စရာကိုလန်ဒန်ကနေဘရူနိုင်းအထိလေယာဉ်သီးသန့်နဲ့ခေါ်ပြီးညက်လေးရှိပါတယ်။တစ်ခါညက်ရင်ဒေါ်လာ2000ဝန်းကျင်ကုန်ကြပါတယ်။သူ့ရဲ့အနှစ်50ပြည့်မွေးနေ့မှာမိုက်ကယ်ဂျက်ဆင်ကိုဒေါ်လာ18တန်းပေးပြီးဖျော်ပြခိုင်းခဲ့ပူပါတယ်။ပိုလိုကစားတဲ့အခါစီးတဲ့ဖက်နှက်တွေကိုလည်းရွှေချီမြင့်နေနဲ့ထိုးထားတာမျိုးသုံးတတ်ပါတယ်တဲ့။ကဘာတဝမ်းမှာသူ့ရဲ့အမိပေါက်နဲ့ဝယ်ထားတဲ့ကိုပိုင်ကျွန်းတွေနဲ့ဇင်ခင်ဟိုတယ်ကြီးတွေအများကြီးရှိပါသေးတယ်။သူ့နန်းတော်အောက်မှာအရေးပေါ်အခြေအနေအတွက်ဘန်ကာတစ်ခုရှိပြီးအဲ့ဒီထဲမှာလည်းဇင်ခင်ပစ္စည်းတွေအပြည့်ရှိတယ်လို့ဆိုကြပါတယ်။တော်ဝင်အခမ်းအနားတွေမှာသူဝတ်တဲ့ဝတ်စုံတွေဟာရွှေချီမြင့်အစ်စ်တွေနဲ့လက်မှုပညာရှင်တွေကတေးသေးချာချာထိုးထားတာဖြစ်ပါတယ်။၆ရွှေချထားတဲ့အိမ်သာသုံးပစ္စည်းများဒါကတော့ယုံရခက်ပေမဲ့တကယ်ပါပဲ။သူ့ရဲ့နန်းတော်နဲ့ကိုပိုင်လေရင်တွေပေါ်ကအိမ်သာတွေမှာအသုံးပြုတဲ့အိမ်သာထိုင်ခုံတွေရေဆွဲတဲ့လက်ကင်တွေနဲ့တီရှူးစက်ကူကိုင်တဲ့တိုင်လေးတွေအထိရွှေအစ်စ်တွေနဲ့ပြုလုပ်ထားတာသို့မဟုတ်ရွှေအထူကြီးချထားတာဖြစ်ပါတယ်။ရေချိုးခန်းတွေကရေပန်းကောင်းတွေကလည်းရွှေစင်ရွှေသားတွေဖြစ်ပါတယ်။ခုနှစ်ကိုပိုင်အပန်းဖြေဥယျာဉ်သူ့မှာတမန်လူတွေလိုအိမ်ရှိဥယျာဉ်လေးတွေရှိတာမဟုတ်ပဲဒစ္စနီလန်းလိုမျိုးကမ္ဘာအဆင့်မီအပန်းဖြေကစားကွင်းကြီးတစ်ခုလုံးကိုပိုင်ဆိုင်ထားတာပါ1994ခုနှစ်မှာဒေါ်လာ1ဘီလီယံကျော်အကုန်အချခံတိစောက်ထားခဲ့တာပါအစာပိုင်းမှာတော့ဘရူနိုင်းပြည်သူတွေအတွက်အခမဲ့ပေးဝင်ခဲ့ပြီးကမ္ဘာအဆင့်မီကစားနည်းတွေအကုန်လုံးကိုအခမဲ့စီးနှီးခွင့်ပေးထားခဲ့တာဖြစ်ပါတယ်ရှစ်ကမ္ဘာဈေးအကြီးဆုံးပကြီးကားများဘရင်ကြီးဟာအမှုပညာပစ္စည်းစုဆောင်းရတာကိုလည်းဝါသနာကြီးပါတယ်သူဟာပြင်သစ်ပကြီးကျော် P.F. August Renoir ရဲ့ Two Young Guests at the Piano ဆိုတဲ့ပကြီးကားကို1992ခုနှစ်တုန်းကဒေါ်လာ88တန်းကျော်ပေးပြီးလှုပ်ဝက်ဝယ်ယူခဲ့ပါတယ်။ဒါဟာထိုခေတ်ကပကြီးကားတစ်ချက်အတွက်အမြင့်ဆုံးဈေးနှုန်းတွေကတစ်ခုပါပဲ။ကိုရွှေနရံတွေနဲ့အားကစားရုံသူဟာပိုလိုကစားရတာနဲ့ကြက်တောင်ရိုက်ရတာကိုအယမ်းဝါသနာပါပါတယ်။သူ့ရဲ့ကိုပိုင်ကစားကွင်းတွေရဲ့နရံတချို့ကိုရွှေပြားတွေနဲ့ကတ်ထားသလိုအသုံးပြုတဲ့အားကစားပစ္စည်းတချို့မှလည်းသူ့ရဲ့တော်ဝင်တစိတ်ကိုရွှေနဲ့ထွန်းထူထားလေးရှိပါတယ်။သူ့ရဲ့အချစ်တော်ပိုလိုကစားတဲ့မြင်းတွေအတွက်မြင်းဆောင်တွေကိုစကြင်ကြောက်တွေနဲ့စောက်ထားပေးပြီးတနေကုန်အေးမြနေအောင်အဲကွန်စနစ်အပြည့်အဝ
တက်ဆင်ပေးထားပါတယ်10ကမ္ဘာအမြန်ဆုံးဇိမ်ခံလှေများသူ့မှာဇိမ်ခံသင်္ဘောအများကြီးရှိရဲ့အထက်ကတစ်စီးကို tips လို့နာမည်ပေးထားတာကလေကမ္ဘာမီဒီယာတွေကြားမှာအတော်လေးနာမည်ကြီးခဲ့ပူပါတယ်အဲ့ဒီသင်္ဘောပေါ်မှာလည်းရွှေတွေနဲ့အလှဆင်ထားတဲ့အိတ်ခမ်းတွေရုပ်ရှင်ရုံတွေနဲ့ရေကူးကန်တွေပါဝင်ပါတယ်ဘုရင်ကြီးဟာဒီလောက်အထိချမ်းသာကြွယ်ဝပေမဲ့သူ့ရဲ့နိုင်ငံသားတွေကိုတော့အခွန်ခောက်ခံခြင်းမရှိဘဲပညာရေးနဲ့ကျန်းမာရေးကိုအခမဲ့နှီးပါထောက်ပံ့ပေးထားတာကြောင့်ပြည်သူတွေရဲ့ချစ်ခင်မှုကိုလည်းရရှိထားသူ